င်္ဂလာပါဒီနေ့မှာကျဒီနေ့ဝယ်လာတဲ့ဟာလေးပြမှာဖြစ်ပါတယ်။ဆုံးမှာကျတော့အသေးဆုံးလေးကဆက်ပြလိုက်မယ်နော်။အသေးဆုံးလေးကလွဲပုံမှာပဲပြလိုက်တော့မယ်။အသေးဆုံးလေးကတော့ငါလေးလည်းရစ်ခုံးနေလား။ငါလေးလည်းရစ်ခုံးနေလား။ဒါလေးရတော့ခဲသားဆန်လုံးမှာပဲအဲ့တော့နှစ်ချောင်းခဲသားဆန်နှစ်ချောင်းပြီးတော့ဒီမှာခဲသားဘောပင်ခဲသားဘောပင်ကဒီမှာအမဲရမဟုတ်တဲ့မီကိုအယောင်လေးပေါ့နော်ဒီဖင်မိုင်းရမဲရအဝိုင်းရမီကိုရောင်လေးဒီမှာခဲပြလေးရဲ့ရှေ့လှရပေါ့နော်လှပါတယ်ရှေ့ရလှပါတယ်တော့ဒီမှာလှဲ့လို့လည်းရပါတယ်လာပါတယ်။သူကရှည်တော့ရှည်တယ်။တော်တော်ယူရှည်။ပုံးအောင်လာမသိဘူး။ဒါတော့တိုင်းလိုဝယ်ထားတယ်။ပေးရမှာမပေးရရင်ဒီလိုပေးတယ်လေးပါပဲ။အမထူးခြားစမ်းပြတယ်။ဒါကျမအကျန်းကိုကြိုက်တာ။အဲ့တော့ဖောက်မယ်။အတိတ်လေးနဲ့ပါဆက်ပေးထား။အခုမှဖောက်တာနော်အခုမှမဟုတ်ဘူးခဏကလည်းဖောက်ပြီးသွားတယ်ချီရလေဒါလေးကီးချင်းလေးပါတာ1000ခွဲပဲရှိတယ်1000ခွဲလေးပဲရှိပါတယ်1000ခွဲပေါ့နော်1000ခွဲအဲ့တော့ဒါလေးပြီးတော့ပြီးဆိုတော့လည်းအိတ်ပဲကြံမှာတော့ရယ်ထမင်းကြရဲ့ရေဘူးတွေကနောက်နေ့ကြမှာပေါ့မနေ့ဒီနေ့ဝယ်မှာပေါ့နော်ဒီနေ့ဒါအဖတ်ထည့်ထားရလို့ထင်တော့မှားသွားလိုက်ပါပတ်1နဲ့ပတ်2လာပါမယ်